ပစ္စည်းကောင်းပစ္စည်းတဲ့ထဲထဲကိတ်ကိတ်ကိုမှကြိုက်တယ်ဆိုတဲ့ချစ်ဆုံးလေးတွေအဲ့ပေါ့နော်ဒီနေ့ပေါ့နော်ကျိုးတက်ကြီးထဲထဲကိတ်ကိတ်ဒီဇိုင်း၃မျိုးနဲ့နွေနီမိတ်ဆက်ပေးချင်ပါတယ်ရှင်ဘာလို့လဲဆိုတဲ့အခါကျတော့ပေါ့နော်နွေနီရဲ့ချစ်စောလေးရညာတော့အဖြစ်ကတော့ပေါ့နော်တကယ်ပစ္စည်းကောင်းကြိုက်တဲ့သူတွေများတယ်တစ်တစ်ကလေးကမာလေးတွေပြရင်မကြိုက်ဘူးပစ္စည်းကောင်းလေးကိုကြိုက်တယ်အဲ့လိုပစ္စည်းကောင်းလေးတွေကိုကြိုက်တယ်ဆိုလို့ရှိတယ်ပေါ့နော်အခုပြသွားတဲ့ချိုးလေးတွေကကြိုက်တာလေးရှိတယ်ဆိုလို့ရှိတယ်ပေါ့နော် comment အောက်မှာမဝယ်ဖို့အတွက်မြစ်တာရက်ခံချင်ပါတယ်ဘာလို့လဲဆိုခါကျခုတလောကပဲပေါ့နော်နွေနီရဲ့ပေါ့နော်ဒီ24လက်မှာငါးချက်တာအဟမ်းရှိတယ်လူမျိုးချိုးလေးကိုကြော်ညာလိုက်တဲ့အချိန်မှာပေါ့နော်ကြော်ညာလိုက်တဲ့အချိန်မှာ comment အောက်မှာနွေနီရဲ့ချစ်ဆုံးလေးတယောက်ကပေါ့လာပြီးတော့အဈေးဝယ်တယ်ဝယ်တဲ့အချိန်မှာအဲ့ဒီလာဝယ်တဲ့အချိန်မှာနွေနီကလည်းမသိလိုက်ပါဘူးမသိလိုက်တဲ့အချိန်မှာပဲတခိုးမတယောက်ကပေါ့နော် comment အောက်မှာလာပြီးတော့ဈေးရောင်းသွားတယ်အဲ့မှာသူတို့ညအယောင်းဝယ်ဖြစ်သွားကြတယ်ပေါ့နော်အဲ့လိုအယောင်းဝယ်ဖြစ်သွားလိုက်တဲ့အချိန်မှာသူတို့ညအယောင်းဝယ်ဖြစ်သွားတာနွေနီအတွက်ကတော့ပြဿနာမဟုတ်ဘူးဝယ်တဲ့သူအတွက်ကတော့ပြဿနာဖြစ်သွားတယ်ဘယ်လိုပြဿနာဖြစ်သွားလဲဆိုတဲ့အခါကျတော့အဲ့ဒီပစ္စည်းလေးကိုရောက်သွားတဲ့အချိန်မှာပေါ့နော်ကျိုးလေးကပေါ့နော်ငန်းမှုသားအဟမ်းရှိတဲ့ကျိုးလေးသူ့မှားတာကဒီလိုမျိုး၅ချက်သား24တမခေါင်းစုပ်လို့ရတယ်လူမျိုးချိုးကိုမှားတာရောက်လာတဲ့အချိန်မှာတော့ငန်းမှုသားအဟမ်းရှိတဲ့လူမျိုးချိုးလေးကိုရောက်လာတဲ့အချိန်မှာပေါ့နော်နွေနီကိုဖုန်းခေါ်လာတယ်ချစ်ဆုံးရေးမှားတာကပေါ့နော်၅ချက်သားအဟမ်းရှိတဲ့ကျိုးကိုမှားတာပါဈေးနှုန်းကလည်းအဲ့လောက်ပေးပြီးဝယ်တာပါဘာဖြစ်လို့ကျိုးတက်တက်လေးပို့လိုက်တာလဲဆိုနွေနီကိုဖုန်းဆက်တဲ့အချိန်မှာပေါ့နော်သူ့ရဲ့နာမည်လေးကိုပြန်ပြီးတော့မေးတဲ့အချိန်မှာပေါ့နွေနီသူ့ကိုရောင်းထားတာလည်းမရှိဘူးသူနဲ့နွေနီစကားပြောထားတာလည်းမရှိဘူးချစ်ဆုံးကိုနွေနီရောင်းထားတာမရှိဘူးဒါမှမဟုတ်ပို့ပြီးတော့တေချာသွားအောင်လို့ချစ်ဆုံးရဲ့ဒီလိုမျိုးပါဆယ်ပေါက်ပေါ်မှာပို့လိုက်တဲ့နာမည်ကဘာတူလဲဆိုတာပြန်ပြီးတော့ဖတ်ပေးပါဆိုပြီးနွေနီသူ့ကိုတေချာလေးပြောတယ်ပေါ့နော်နွေနီတို့တွေပို့ပြီးဆိုရင်ဒီလိုမျိုး Ryan နဲ့ပေါ့နော်ဒီလိုမျိုးပို့တာဒီရဲ့အောက်မှာဆိုရင်နွေနီထုံးဆိုပြီးတော့နာမည်နဲ့ပေါ့နော် Nura Fancy College ဆိုပြီးစာတန်းလေးပါတယ်ပေါ့နော်အဲ့ချိန်မှာပို့သူနာမည်စစ်လိုက်တဲ့အချိန်မှာ Nura Fancy Collection မဟုတ်ဘဲနဲ့အခြားတစ်ခုမှတယောက်ရဲ့နာမည်ဖြစ်နေရပါတော့အဲ့လိုတက်ခါကျသူကပေါ့နော်ဟဲပေါ့ Nura Fancy Collection နာမည်မဟုတ်ဘူးအခြားတယောက်ကပို့လိုက်တာဆိုပြီးသူပြောတဲ့အချိန်မှာပဲပေါ့နော်နွေနီယာသူ့ကိုစိတ်မကောင်းအောင်လွဲပြီးတော့ဘာမှမကူညီမပေးနိုင်ဘူးပေါ့နော်အဲ့ဒါသူဆုံးလို့ပြောတဲ့ဒီလိုမျိုးပစ္စည်းကောင်းပစ္စည်းတက်ထက်ထက်ကိတ်ကိတ်တွေမှာတကယ်ဝှချင်နေဆိုရင်နွေနီရဲ့ဘိုက်ပါ3ညကို2966တုံးမှာဆက်သွယ်ဆုံးနေမြင်ပြီးဝယ်ယူအားပေးလို့ရတယ်လို့ပေါ့နော်နွေနီရဲ့ချက်ပေါက်မှာလည်းလာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ် comment မှာလုံးဝမဝယ်ပါနဲ့လို့တခြားလေးပြောရင်းနဲ့ပေါ့နော်ဒီနေ့ရောင်းချပေးခြင်းနဲ့ပေါ့နော်ဒီဇိုင်းအသစ်ဆိုတာပေါ့နော်တကယ်ကိုမှထက်ထက်ကိတ်ကိတ်ကျိုးတန့်တန့်နေရပေါ့နော်ရိုက်နေတဲ့သူတွေအတွက်ကတော့ပေါ့ဒါ24လက်မှာ9ချက်သားအဟမ်းရှိတယ်တန်ချိုးဖားလိုက်ပါချက်ဆုံးလို့ဒါ9ချက်သားအဟမ်းရှိပါတယ်ဒါဖုံးတဲ့နည်းနဲ့ပေါ့တထောင်လောက်အကွာနဲ့ရိုက်ထားတာနော်ဒါသူ့ရဲ့ကျိုးအဟမ်းအနေထားတော့ဒီအနေထားရပါမယ်ရှေ့ကာလေးရမယ်ကာလာလေးက16ပဲရေကုန်တင်လေးနဲ့ပေါ့နော်ရွှေအစစ်နဲ့100ခိုင်နှုန်းတူတဲ့ကျိုးပါဒုတိယရနိုင်တာတော့ဒီလူမျိုးကျိုးလေးပါ9ချက်သားအဟမ်းရှိပါတယ်24လက်မှာခေါင်းသွေးလို့ရတဲ့ကျိုးလေးပါတတိယရနိုင်တဲ့ကျိုးက9ရိုးကျိုးပါရွှေအစစ်ထဲမှာထည့်ထားတဲ့ဒီဇိုင်းအတိုင်းဒီမှာဒီလိုအနေထားဒီလိုအသားအနာတွေရနွေးစီမှာပဲရနိုင်တယ်ဘလူးစီမှာမရနိုင်တာဖြစ်တဲ့ဒီလိုမျိုးပစ္စည်းကောင်းကိုထက်ထက်ကိတ်ကိတ်ကြီးတက်ပစ္စည်းတက်တာတွေမှာတိုက်တယ်ဆိုရင်တော့ပေါ့နော်ဘိုက်ပါ3ညကို2960တုံးမှာဆက်သွယ်ဆုံးနဲ့မြင်းပြီးတော့ဝယ်ယူအားပေးလို့ရတယ်လို့ပေါ့နော်ဝင်းရံပေးဒါရဲ့တူတယောက်တည်းလည်းကျေးဇူးအများကြီးတင်တယ်လို့အမြဲတမ်းပဲဝယ်ယူအားပေးနေကြတယ်တူတယောက်တည်းလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြပကဝယ်မယ်ဆိုရင်တော့ငွေကြိုလွှဲရပါတယ်ရှင်